ထိုင်ဝမ်နဲ့ထူးခြားချက်တွေကတိတ်မများပေမဲ့ကွမ်တီတီမလေးဒီကတော့တစ်ခုအပါဝင်ပါပဲဒီနေ့တော့ညီကိုတို့ကိုမျက်စိဖွင့်ပေးမယ်နော်တကယ်လို့များကျွန်တော်ပြောတာတကယ်လို့များနော်ညီကိုတို့ခိုင်ဝမ်ကိုအလားလေရင်အားနေလို့လမ်းမပေါ်ရှောက်သွားနေတယ်ဆိုပါစို့ရုပ်တင်ရဲ့မျက်နှာစာ၃ဘက်စလုံးငံတွေကြီးပဲကာထားတဲ့အခန်းငယ်လေးတစ်ခုထဲမှာထိုင်နေတဲ့ငေရချော်မောပြီးတော်တော်လေးဆွဲဆောင်မှုရှိအကောင်မလေးတွေကိုတွေ့လိုက်ရမယ်ဒီအချိန်မှာပန်းစိုးတိုင်းတရားအောင်ရောက်သွားတဲ့ထိမ်မှတ်ပြီးမိသားတရားအပြေးသမားလိုမျိုးအထဲကိုစွတ်အတင်ဝင်မသွားလိုက်ပါနဲ့ဟိုဒီနဲ့တော်ကီစကားတွေတော့မပြောပါနဲ့အဆက်ကွဲမဲ့ကိစ္စတွေကတခါတလေကိုအတွက်မလိုအပ်တဲ့ပြဿနာတွေဆွဲခေါ်လာတတ်ပါတယ်ကျွန်တော်ကညီကိုတို့ကိုအမဲပြောဖို့ပါတယ်ခကြီးထွက်ရင်ဝေဖန်ပိုင်းချနိုင်တဲ့အမြင်နဲ့ကြည့်ရမယ်လို့ပြောပေမဲ့အဓိကအချက်ကတော့အခြေခံကြတဲ့နားလည်မှုတစ်ခုတော့ရှိထားရပါမယ်ဥပမာထိုင်ဝမ်ကကွမ်တီတင်မနေဒီလိုပေါ့ကျွန်တော်ဒါဒီလိုမျိုးလာမလဲလာထိခင်ရင်ဘာတွေဖြစ်နေမှန်းတကယ်သိမှာမဟုတ်ဘူးထိုင်ဝမ်ကိုတကယ်ရောက်လာမှပဲကျွန်တော်နားလည်သွားတယ်သူတို့စီကကွမ်တီတင်မလေးဒီဆိုတာကျွန်တော်စိတ်ကူးတဲ့ကဟာရီနဲ့အများကြီးကွာခြားနေတယ်ဆိုတာကိုပေါ့ထိုင်ဝမ်ကိုမယဉ်နီးတဲ့တငယ်ချင်းတွေလည်းကျွန်တော်လိုပဲဖြစ်နိုင်ပါတယ်ကွမ်တီတင်မလေးပင်လန်ဆွရှိဆိုတဲ့စကားလုံးကိုအရင်ကတည်းကကြားဘူးနေကြမှာပါဒါပေမဲ့သူတို့စီကကွမ်တီတင်မလေးဆိုတာကကျွန်တော်တို့စီကပဲပြုတ်တယ်မှတ်ထားတို့မုံဟင်းခါတင်မလေးဆိုတာမျိုးလို့ဆိုင်ရှင်မလေးရဲ့အလှပကိုချီကျူးပြီးခေါ်တဲ့နာမည်မျိုးနဲ့သိမတူပါဘူးကွမ်တီတင်မလေးဆိုတာထိုင်ဝမ်မှာတော့တကယ်ကိုအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုပါဒါပေမဲ့လူတော်တော်များများအထင်လွဲနေတဲ့အလုပ်မျိုးတော့မဟုတ်ပါဘူးလွယ်လွယ်ပြောရရင်ကွမ်တီတင်မလေးဆိုတာ convenience store ကအယောင်းစာရေးမလေးတွေပါပဲဒါပေမဲ့ဝစ်စားစင်ရင်မှုအပိုင်းမှာတော့သူတို့ရဲ့ကိုယ်ပိုင်အားသာချက်တွေရှိရပါပုံမှန်ဆိုရင်သူတို့ကအပြင်ဘက်မှာရက်ပြီးလမ်းသွားလမ်းလာတွေကိုကွမ်တီလောက်ဝယ်ဖို့ဆွဲဆောင်ကြတယ်ကွမ်တီအပြင်ဆေးလိမ်နဲ့အချွေရည်တွေလည်းရောင်းပါတယ်သူတို့ရဲ့အဓိကဖောက်တဲ့တွေကတော့ကုန်တင်ကားစရာတွေပါအဝေးပြေးလမ်းမှာအချင်းကြာကြီးမောင်းရတဲ့သူတွေပေါ့သူတို့ကကွမ်တီစားတာဟာအင်္ဂိုက်တာကိုကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ကြတယ်ဒီလိုထူးခြားတဲ့အလုပ်ကိုင်မျိုးပေါ်ပေါက်လာရတာကလည်းသူတို့ရဲ့ကွမ်တီတင်မလီတွေရဲ့ဘိုးဘေးဖြစ်တဲ့ရှေ့ညီမတွေကြောင့်လို့ပြောရမယ်ထိုင်ဝမ်မှာစွမ်တုံးဆိုတဲ့နေရာတစ်ခုရှိတယ်အဲ့ဒီမှာကွမ်တီတွေအများကြီးထွက်တယ်အဲ့ဒီတုန်းကညီမတွေရဲ့အမေကအင်္ဂကွမ်တီအယောင်းဝယ်တိမကောက်လို့တမီး၃ယောက်ထက်တဲ့ရှိုးကျူရှိုးဟွာနဲ့ရှိုးလန်ကျူကိုစိတ်ယုံကနေအိမ်ပြန်လာပြီးကူညီကြိုက်ခဲ့တယ်အဲ့ဒါက1984ခုနှစ်ပါညီမ၃ယောက်လုံးအသက်20တောင်မပြည့်ကြသေးဘူးအဲ့ဒီခေတ်ကကွမ်တီရောင်းတဲ့သူတွေကအဖွားကွကြီးတွေအဖိုးကြီးတွေကြီးပဲလေဖောက်တဲ့တွေကငေရွယ်ချောမောတဲ့ညီမ၃ယောက်ကိုလည်းတွေ့တော့ရောစိတ်မထိန်နိုင်တော့ပဲအလူရိုက်လာဝဲကြတော့တာပဲညီမ၃ယောက်ထွက်လာတဲ့အတွက်အင်္ဂစီးပွားရေးကလည်းအံ့ဩကန်ကောင်းလာခဲ့တယ်ဒီအချိန်မှာတခြားကွမ်တီဆိုင်တွေကသူတို့ဆိုင်အကြောင်းတွက်နေလာကိုမြင်တော့အစတင်ပြီးအတူခိုးကြတော့တာပဲဒါကြောင့်တီးတီးလေးနာမည်လေးတစ်ခုထဲမှာကွမ်တီတင်မလေးတွေများလာခဲ့တယ်ဒါပေမဲ့အဲ့ဒီခေတ်ကလူတွေရဲ့အတွေ့အခေါ်ကရှေးရိုးဆန်တည်တယ်စကတ်တော်နဲ့လက်ပြအင်ကြီးတွဲဝတ်တာလောက်ကပဲအဲ့ဒီအချိန်မှာတော်တော်လေးကိုဖောက်သွန်းနေပြီလို့ဆိုနေပါတယ်ဒီနေ့ခေတ်လိုမျိုးပင်လယ်ကမ်းခြေမှာဝတ်တော်အခြေအနေထိရောက်လာရတဲ့အကြောင်းရင်းကတော့တကယ်တော့အရန်ယူရှိပါတယ်လုပ်ငန်းတူပလိုင်ဆိုင်မှုတွေကြောင့်ဖြစ်လာတာပါ90ပြည်လွန်တဲ့နှုန်းကထိုင်ဝမ်လူအသွဲစာကအရန်မြင့်မြင့်တိုးတက်လာခဲ့တယ်အဝေးပြေးလမ်းမတွေပိုပိုများလာတယ်ကွမ်တီဟာစရေးစာဖစ်ကနေငါးရာစင်ခီးတဲ့ရာစင်နဲ့ကုန်တင်ကားဆရာတွေအတွက်ခီးရှိကြီးတွေမှာအင်္ဂိုက်တာကိုကာကွယ်ပေးတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်ကွမ်တီရောင်းတဲ့တထေးတွေကချက်ချင်းပဲစီးပွားရေးအခွင့်အလမ်းကိုမြင်သွားကြတယ်သူတို့ကဈေးကွက်ကိုဦးဆောင်နိုင်ဖို့မျိုးစုံမှာမီးပွင့်တွေဒါမှမဟုတ်အဝေးပြေးလမ်းမတွေနားမှာအယောင်းဆိုင်တွေစခွင့်ကြတယ်ပြီးတော့ရန်မောင်းကြီးတွေတတိထားမိအောင်မျက်စိချင်းလောက်တဲ့နီယိုမီးတောင်တွေတက်ဆင်ကြတယ်ဒီအချင်းကစပြီးကွမ်တီလုပ်ငန်းကအရှင်းဟုံးနဲ့တိုးတက်လာခဲ့တယ်ကွမ်တီတယ်မလေးဆိုတာလူတိုင်းအတိမတ်ထိတဲ့အလုပ်တစ်ခုဖြစ်လာခဲ့တယ်ကွမ်တီဆိုင်တွေများလေပြိုင်ဆိုင်မှုလေပြင်းထန်လေးပဲဒီလိုအခြေအနေမှာဘဲသူကများအယောင်းဝယ်ပေါ်မူတည်ပြီးစုပြီးတန်းစနစ်ကိုတီးထွင်လိုက်တယ်လည်းမသိဘူးပစ္စည်းပိုရောင်းလေးပတ်စံပိုရလေးပဲပေါ့ဘယ်လိုလုပ်မှပိုရောင်းမလဲဆိုတဲ့နီလန်ကတော့တော်တော်လေးကိုရိုင်းပိုင်းကန်ချမ်းတန်လာတယ်အထူးကြီးဝတ်ထားတဲ့အဝတ်တစားတွေကနေဘီကနီကိုအလုပ်ဝတ်ဆောင်အထည်တိုက်ရိုက်ပြောင်းဝယ်လာကြတယ်ဒါပေမဲ့နောက်ပိုင်းမှာကြီးမားတဲ့လုပ်ငန်းစုကြီးတွေဖြစ်လာတဲ့အခါမှာအချို့ဂိုင်းတွေကပတ်စံရဖို့ကွမ်တီတင်မလီအတူတွေကိုတမန်ဖန်တီးလာကြတယ်တကယ်တမ်းကျတော့ကွမ်တီဆိုင်ပြအရှိမတခြားမကောင်းတဲ့စီးပွားရေးတွေလုပ်နေကြတာပါဒါကကွမ်တီတင်မလီဆိုတဲ့ပုံရိပ်ကိုအဲ့ဒီခေတ်လူအတွေ့အစမှာအောက်ဆုံးထိထိုးကျသွားစေခဲ့တယ်နောက်ပိုင်းမှာအချိန်တွေကြာလာတဲ့အမျှဈေးကွက်ဆောင်ကြီးထီးချုံမှုတွေကပိုပြီးတင်းကျပ်လာတယ်အစ်စ်ပဲဖြစ်ဖြစ်အတူပဲဖြစ်ဖြစ်အယံကြီးဟိုက်တော်ပေါ်တော်မျိုးဝေခွင့်မရှိတော့ဘူးကွမ်တီကိုလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ကြတွေခံရတယ်တကယ်တော့အခုဆိုရင်ကွမ်တီတင်မလေးတွေကိုတွေ့ရဖို့ဆိုတာတော်တော်လေးခဲယဉ်กว่าပါပြီအင်္ဂစီဘော်အေးတော်တော်ချက်နေတဲ့အိမ်စောစာအမိအပြင်ထွက်ပတ်စံရှာဖို့တခြားနီးလမ်းမရှိတဲ့သူတွေဒါမှမဟုတ်ကိုအိမ်မက်ကိုအကောင့်ထဲဖော်ဖို့ပတ်စံစုချင်တဲ့သူတွေလောက်ပဲဒီအလုပ်ကိုရွေးချယ်လုပ်ကင်ကြတော့တယ်ဘာပဲဖြစ်ဖြစ်ဒီအလုပ်ကဝင်လုပ်ဖို့တိတ်ခတ်ခဲ့တဲ့တတ်မှတ်ချက်မှမရှိတာကိုလေဒီကောင်မလေးလေးအပါဝင်ဒီနှစ်တွင်မှာသူတို့ကိုသူတို့ဘယ်လိုကာကွယ်ရမလဲဆိုတာသင်ယူလာကြတယ်နားလေမှုလွဲမှာကိုကြောက်လို့ပါအခုဆိုရင်ကွမ်တီဆိုင်တွေမှာအပြင်ကနေအခန်းထဲအထိ CCTV တွေအကုန်တက်ထားတယ်အလုပ်ဆင်းတဲ့ကောင်မလေးတွေကလည်းငရုတ်ပင်းရလို့ကိုကန်ပညာသုံးပစ္စည်းတွေကိုတင်ပြီးပြင်ဆင်ထားကြတယ်ဒီလုပ်ငန်းကိုတကယ်နားလည်သွားတဲ့အခါတကယ်တော့ဒီကောင်မလေးတွေကိုကြည့်ရတာလည်းမလွယ်ဘူးဆိုတာသိလာတယ်ပုံမှန်အပူချိန်10ဒီဂရီ9ဒီဂရီလောက်အေးနေလဲတော့အရင်ဝစ်နေကြတဲ့အတိုင်းပဲဝစ်ရတာပဲနေ့တိုင်းဒီလိုကြည့်ပါပဲသူတို့တောင်းဆိုတာကတည်ငြိမ်တဲ့ဘဝလေးတစ်ခုနဲ့ထမင်းဝါစားရဖို့လောက်ပဲပါတယ်ကျွန်တော်ကစွန့်စားရတာကြိုက်တဲ့ကောင်လေးပါကျွန်တော်ကို follow လုပ်ထားပါအစ်စ်အမှန်ဆုံးကဘာကြီးကိုပြောထားသွားပါမယ်နောက်တစ်ရက်သွင်းမှာလဲကျွန်တော်ထိုင်ဝမ်ကနေမြန်မာနိုင်ငံဘက်ကိုဆက်ခီးသွားအောင်ပါအဲ့ဒီဘက်မှာလဲကွမ်ရဆိုင်တွေပေါ်တဲ့ grade ဘူးတဲ့ထိုင်ဝမ်ကဆိုင်တွေနဲ့ဘာကွာလဲဆိုတော့သိတဲ့သူတွေ comment မှာကြိုတင်ပြောပြပေးထားကြပါအောင်